ဖျောက်ခတ်တဲ့အကျဉ်းဆိုးတွေကိုဖျောက်ဖို့ကြိုးထားတဲ့အခါကျွန်တော်တို့ရဲ့ကိုယ်ပိုင်စိတ်တက်ခိုင်မာမှုစိတ်ပိုင်းဖြတ်နိုင်မှုတက်နဲ့ဘာဖြစ်လို့အမြဲတမ်းလို့မအောင်မြင်ရတာလဲဒီမိကုန်းကိုလူတိုင်းကိုမိဝှကြမှာပါအကျင့်တစ်ခုကိုဘယ်လိုဖြတ်ရမလဲဆိုတာကိုတေချာနားလည်ဖို့အတွက်ဆိုရင်အကျင့်တွေရဲ့တဘောတဘာဝသူတို့ရဲ့ဖွဲ့စည်းပုံကိုအရင်ဆုံးခွဲခြားစိတ်ဖြာကြည့်ဖို့လိုပါတယ်ဒီနေ့လေ့လာမှုမှာတော့ဒီအကြောင်းအရာကိုစိတ်ဝင်စားစရာကောင်းအောင်အသေးစိတ်တင်ဆက်ပေးတော့မှာမို့အတူတူစူးစမ်းကြည့်ကြအောင်ဒီစကားလေးကိုတေချာကြည့်ကြည့်ပါနော်တကယ်ကိုစဉ်းစားစရာပါပဲကျွန်တော်တို့အကျင့်ဆိုးတွေဖြောက်မရတာဟာကိုရေးကိုတာစိတ်တက်ပျော်ညံ့လို့ကြာရှုံးလို့တတ်မဟုတ်ပါဘူးပိုကြီးမာပြီးမစ်စီနဲ့မမြင်ရတဲ့ပြင်းပါတွန်းအားတွေကကျွန်တော်ရဲ့နေ့စဉ်အဖြူမှုတွေကိုဘလောက်တောင်ပုံဖော်ပေးနေလဲဆိုတာကိုဒီအချက်ကမီးမောင်းထိုးပြနေပါတယ်အတိုင်းဝိုင်းတဲ့ဝန်ဆန့်ခြင်းတဲ့စန္ဒကကိုတိုးတက်ခြင်းတဲ့စန္ဒကိုအလွဲတခုပဲအနိုင်ယူသွားတတ်ပါတယ်ဒါကကျွန်တော်တို့သတိမထားမိတတ်တဲ့တကယ့်ကိုအရေးကြီးတဲ့အလဲပြောင်းတစ်ခုပါဒီနေ့အတွက်ကျွန်တော်တို့သွားမယ်လမ်းကြောင်းကတော့ရှင်းပါတယ်ပထမဆုံးအကျင့်တစ်ခုကိုဖျောက်ဖို့ဥပဒေ၄ခုကိုဘယ်လိုပြောင်းပြန်လာမလဲဆိုတာကစပါမယ်ပြီးရင်ကိုပိုင်လက္ခဏာဆိုတဲ့အတားအဆီးရိုးပိုင်းဆိုင်ရာပေါင်းဝန်းကျင်နဲ့ဆွင့်ငင်အားလူမွေးစံနှုန်းတွေရဲ့ဆွမ်းအားတွေကိုအစစ်စင်လေ့လာသွားပြီးနောက်ဆုံးမှာမန်ကန်တဲ့အတိုင်းဝိုင်းကိုဘယ်လိုရှာဖွေမလဲဆိုတဲ့အဖြစ်နဲ့အတူအဆုံးသတ်ကြပါမယ်ကဲပထမဆုံးအချက်ဖြစ်တဲ့အကျင့်ဆိုးတွေဖျောက်ဖို့ဥပဒေသစ်၄ခုကိုပြောင်းပြန်လန်ချင်းဆိုတာနဲ့စလိုက်ကြအောင်တာမအဖြစ်အချင်းကောင်းတစ်ခုတည်ဆောက်ဖို့ဆိုရင်လိုအပ်မယ့်အရာကိုထင်ရှားစေရမယ်ဆွဲဆောင်မှုရှိစေရမယ်လွယ်ကူစေရမယ်ပြီးတော့ခြေနှက်မှုရှိစေရမယ်ဆိုတဲ့အခြေခံဥပဒေတာလေးခုလိုအပ်ပါတယ်ဒါပေမဲ့အချင်းဆိုးတစ်ခုကိုအမြင့်ပြတ်ဖောက်ပြချင်ရင်တော့အဲ့ဒီဥပဒေတာတွေကိုလုံးဝပြောင်းပြန်လာပြပါမယ်အချင်းဆိုးကိုမျက်စိရှိမှမမြင်ရအောင်ဆွဲဆောင်မှုမရှိအောင်လို့ဖို့ခက်ခဲအောင်နင်လုတ်လိုက်ရင်လည်းပါခြေနှက်မှုမှမရအောင်တမင်တက်ဖန်တီးပြရပါမယ်အဲ့ဒီအထက်ကမှခက်ခဲအောင်လုံချင်းဆိုတာကိုနည်းနည်းထပ်ချစ်ကြည့်ရအောင်အကျင့်ဆိုးတစ်ခုကိုအလွယ်တကူလုံးမိမသွားအောင်ကြားထဲမှာရုပ်ပိုင်းဆိုင်ရာအတားအဆီးတွေဖန်တီးရပါမယ်ဥပမာပြောရရင်ဆေးလိပ်တောက်ခြင်းစိတ်ကိုထိန်းဖို့ဆေးလိပ်ကိုကိုယ်စားပဲပေါ်မှာမထားဘဲ3မိုင်လောက်ဝေးတဲ့ဆိုင်မှာတွန်းထားတာမျိုးပေါ့အချိုစားခြင်းစိတ်ကိုထိန်းဖို့အချိုမုန်းတီကိုအလွယ်တကူယူလို့မရတဲ့ကားကိုယ်တော်ရဲ့အမြင့်ဆုံးစင်ဖို့တင်ထားတာမျိုးဒါမှမဟုတ်အလာဟတ်တအချင်းကုန်စည်မဲ့ email တွေကိုရှင်းလင်းပဲ unsubscribe လုပ်ပြတာမျိုးပါဒီလိုမျိုးရုပ်ပိုင်းဆိုင်ရာအဆင့်နဲ့အကွာဝေးဖို့တိုးမြင့်လိုက်တဲ့အခါကိုကစိတ်အလိုလိုက်ပြီးအလွယ်တကူလုံးမိတာမျိုးမဖြစ်တော့ဘဲတေချာစဉ်းစားပြီးမှလုပ်ရတဲ့အပြုမှုမျိုးဖြစ်တော့ပါတယ်ဒါကတော်တော်လေးကိုထိရောက်တဲ့နည်းလမ်းတစ်ခုပါဒီညမှာကျင်းမှုမရအောင်လှုပ်ခြင်းဆိုတဲ့တဘောတရားအတွက်တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဥမာလေးတစ်ခုပြောပြချင်ပါတယ် brand ဆိုတဲ့တို့ဟာကိုလေးချင်းချောဖို့အတွက်သူ့ရဲ့ကြန့်ခိုင်ယူနီးပြပြီးတော့သူ့ဇနီးတို့နဲ့စာချုပ်တစ်ခုကိုတရားဝင်ချုပ်ဆိုခဲ့ပါတယ်တတ်မှတ်ထားတဲ့ကိုလေးချင်းမကြခင်ဇနီးဖြစ်သူကိုဒေါ်လာ1000တောင်ကြီးပေးရမယ်ဆိုတဲ့စာချုပ်ပါတွေ့လားအချင်းစိုးတစ်ခုကိုဆက်လုံနေရင်ချက်ချင်းငွေကြေးရထိခိုက်နေတာမှုရှိလာအောင်အကျိုးဆက်တွေကိုကိုယ်တိုင်ဖန်တီးလိုက်တာပါဒီလိုလုပ်လိုက်ခြင်းအပြင်အဲ့ဒီအချင်းစိုးကိုလုံးဝကျင့်တတ်မှုမရတဲ့အခြေအနေတစ်ခုအဖြစ်ချက်ချင်းပြောင်းလဲပစ်လိုက်နိုင်ပါတယ်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ရင်ဆိုင်ရမယ့်အခက်အခဲလောင်းအဆင့်တစ်ခုဖြစ်တဲ့ကိုယ်ပိုင်လက္ခဏာဆိုတဲ့အတားအဆီးအကြောင်းကိုဆက်သွားလိုက်ကြရအောင်အချင်းတစ်ခုကိုဆွဲဆောင်မှုမရှိအောင်လုပ်ဖို့ဆိုတာတကယ်တမ်းကြတော့ကိုယ့်ရဲ့အတွင်းစိတ်ကယုံကြည်ချက်တွေကိုပါအပြတ်အတတ်ပြောင်းလဲပစ်ဖို့လိုပါရဲ့ဥပမာအနေနဲ့မနက်စာကိုပေါင်မုံနဲ့ယိုစားတတ်တဲ့လူတစ်ယောက်ဟာစောက်တော့ဖတ်လိုက်ပြီးတော့ဟာဒီကစီတက်တဲ့ဟာငါအเจ้าမရဲ့အတွက်တော့တကယ်မကောင်းဆိုးအားတွေပဲလို့ယုံကြည်သွားတာမျိုးပါဒီလိုဖြစ်လာဖို့ဆိုတာကိုယ့်ရဲ့ကိုယ်ပိုင်းလက္ခဏာကိုအခြေခံကစပြီးတဖြည်းဖြည်းပြောင်းလဲသွားဖို့လိုအပ်ပါတယ်ဒါဟာတငြင်းချင်းဖြစ်လာတာမျိုးမဟုတ်ပဲအတော်လေးကိုနေကွေးပြီးခက်ခဲတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ဆိုတာကိုတတိပြုရပါမယ်တတိယအချက်ကတော့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကနေတစိမ့်တက်ပြီးကျွန်တော်တို့ကိုအမြင်လွှမ်းမိုးနေတဲ့ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်ရဲ့ဆွဲငင်အားအကြောင်းကိုလေ့လာကြည့်ကြပါမယ်ပတ်ဝန်းကျင်ဆိုင်ရာဆွဲငင်အားဆိုတာတကယ်တော့ကျွန်တော်တို့လူသားတဲ့အလွယ်တကူအန်တုဖို့ခဲရဲတဲ့အရာတစ်ခုပါအများစုကတော့ဒီဆွဲငင်အားခေါ်ဆောင်သွားတဲ့အတိုင်းပဲသတိမထားမိပဲလိုက်ပါသွားကြပါတယ်ဒါဟာနေရာတစ်ခုမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကိုအမြဲတမ်းတွန်းပို့နေတဲ့မမြင်ရပေမဲ့တကယ်ကိုအားကောင်းတဲ့စွမ်းအားတစ်ခုပါပဲဥမာအဖြစ်ပြောရရင်အခန်းတစ်ခုတည်းကိုဝင်ထွားလိုက်တာနဲ့အခန်းထဲမှာရှိနေတဲ့ခလာထိုင်ကကိုထိုင်ဖို့အတွက်ပပဝါကြထွန်းပို့နေတယ်လို့ဖြစ်ပြီးတကားပေါက်ကနေအပြင်ထွက်ဖို့ကလည်းအလိုလိုလမ်းပြပေးနေတယ်လို့ဖြစ်နေပါလေကျွန်တော်တို့တတိမထားမိတတ်ပြီမဲ့နေရာတိုင်းဟာတချို့လောက်ရက်တီကိုလွယ်ကူချုံးမွေးအောင်တေချာဖန်တီးထားနေတချို့လောက်ရက်တွေကိုတော့လှုပ်ဖို့မဖြစ်နိုင်အောင်တိဆောက်ထားတယ်ဆိုတာထင်ရှားပါလေကိုပတ်ဝန်းကျင်ကိုကိုယ်တိုင်တေချာပုံဖော်ဖို့ဘာကြောင့်အရေးကြီးတယ်လဲဆိုတာဒါကတတ်တယ်ပါပဲစတုတအချက်အနေနဲ့ဒီကနေ့တင်ဆက်မှုရဲ့အထွတ်အထိပ်ဖြစ်တဲ့အင်အားအကြီးမားဆုံးဆွဲငင်အားလူမှုရေးစံနှုန်းတွေရဲ့စွမ်းအားကြောင့်ကိုဆွေးနွေးကြပါမယ်လူမှုရေးစံနှုန်းတွေဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာအရန်ကိုပြန့်နှံ့လွှမ်းမိုးနေတဲ့အတွက်
ရေတွေကငါးတကောင်ဟာရေကိုတတိမထားမိတယ်လို့မျိုးကျွန်တော်တို့ကိုယ်တိုင်လည်းဒီစံနှုန်းတွေကိုတတိတောင်မထားမိကြတော့ပါဘူးဒီကောင်းထုတ်ချက်လေးကကျွန်တော်တို့ကိုနေ့စဉ်နဲ့မြဝင်ရနေတဲ့လူမှုပတ်ဝန်းကျင်ရဲ့ဖြောလင်းချက်တွေစံနှုန်းတွေဟာဘလောက်တော့အားကောင်းပြီးမြင်ကွင်းကနေပျောက်ကွယ်နေတယ်လဲဆိုတာကိုအထင်သာပြသနေပါတယ် စဉ်းစားကြည့်ပါနော်လူတိုင်းရထောက်ကြတဲ့တက္ကသိုလ်ပတ်ဝန်းကျင်တစ်ခုမှာကိုတယောက်တည်းကအရက်မတော့ဘူးလို့ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်တာမျိုးဟာရေဆန်ကိုအတင်းဆန်တည်ရသလိုအရန်ကိုခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့အများနဲ့ဆန့်ကျင်တဲ့အခါအုပ်စုထဲကနေဖယ်ချင်ခံရတာဝေဖန်ခံရတာနဲ့အကဲဖြတ်ခံရတာတွေကိုအလူးလလဲရင်ဆိုင်ရလို့ပါပဲ။အဲ့လိုခံစားရတဲ့နာကျင်မှုနဲ့ဖိအားတွေကအချင်းတစ်ခုကိုပြောင်းလဲဖို့စ조사ရမှာတကယ်ကိုကြီးမားတဲ့အသားအစီကြီးတစ်ခုဖြစ်နေတတ်ပါတယ် ဒီအချက်ကတော့တကယ်ကိုအံ့စွမ်းစရာတွေ့ရှိချက်တစ်ခုပါအချို့တော့ပတ်ဝန်းကျင်တွေမှာကြီးပြင်းလာတဲ့အခါလေးချင်းခန့်လှုပ်တာကိုတောင်ကျမ်းမာရေးအတွက်ကောင်းမွန်တဲ့လောက်ရလို့မမြင်တော့ပဲကို့အချိန်တွေကိုကို့အတွက်ပဲအတုံးချနေတဲ့တကောကောင်းစာနဲ့လောက်ရလို့အမြင့်ဆောင်သွားတတ်ကြပါတယ်ဒါဟာလူမှုပတ်ဝန်းကျင်ကလူတစ်ယောက်ရဲ့အမြင်ကိုဘယ်လိုမျိုးလုံးဝပြောင်းလဲပြနိုင်လဲဆိုတာကိုတက်တည်ပြနေတာပါကျမ်းမာရေးနဲ့ညီညွတ်တဲ့အချင်းလေးတစ်ခုတောင်ယဉ်ကျေးမှုအရာလက်ခံလို့မရဘူးလို့ထင်လာတဲ့အထိပါပဲဒါကတကယ်ကိုကြောက်စရာကောင်းတဲ့လွမ်းမှုပါနောက်ဆုံးပင်စမအချက်ကတော့ဒီဆွဲငင်အားတွေကိုကျော်လွှားနိုင်မှုလက်တွေ့အသုံးချနိုင်မဲ့အကောင်းဆုံးဖြည့်ရှင်းနည်းပါပဲအဲ့ဒါကတော့နိုင်ငံရဲ့အတိုင်းဝိုင်းကိုရှာဖွေခြင်းဖြစ်ပါတယ် ဒီချက်ကဒီကနေ့လေးလာမှုတလားရဲ့အဓိကတော့ချက်ပါပဲအပြောင်းလဲခုကိုအမြဲဆုံးလုပ်ချင်ရင်ကိုလိုချင်တဲ့အပြုအမူကိုပုံမှန်အတိုင်းလုပ်နေကြတဲ့ပတ်ဝန်းကျင်တစ်ခုတည်းကိုရဲရဲဝံ့ဝံ့ဝင်သွားဖို့ပါပဲယောဂကျင့်ချင်ရင်ယောဂစတူဒီယိုကိုတွားပါအဲ့ညမှာကိုဖြစ်ချင်တဲ့ပန်းတိုင်ဟာသူတို့အတွက်တော့တာမန်လှုပ်ရလှုပ်စင်တစ်ခုဖြစ်နေပြီးသားပါဒါဟာဆွဲငင်အားကိုအန်တူနေမဲ့စားဆွဲငင်ရရဲ့အကူအညီနဲ့ကိုလိုကြည့်တဲ့ပန်းတိုင်စီအလွယ်ကူဆုံးလိုက်ပါတော့နိုင်တဲ့နည်းလမ်းပါပဲဒါပေမဲ့တကယ်လို့ကိုလိုချင်တဲ့ပန်းဝန်းကျင်မျိုးမရှိသေးဘူးဆိုရင်တော့ဘယ်လိုလုပ်မလဲစိတ်တော့မကြပါနဲ့ကိုယ်တိုင်ဖန်တီးတီဆောက်လို့ရပါတယ်စိုင်းဆရာ James Clear ကိုယ်တိုင်စိုင်းဆရာတယောက်ဖြစ်လာဖို့အတွက်အတိအကျမရှိတဲ့ချိန်မှာစိုင်းဆရာရဲ့စီကိုအီးမေးလ်ပေါင်း300လောက်ပို့ခဲ့ပါတယ်ပြီးတော့ညီလာခံတီးသွားပြီးစစ်တူကိုလူ10ယောက်လောက်ကိုရှာခဲ့တယ်နောက်ဆုံးမှာသူတို့နဲ့အတူတူ Airbnb ငှားပြီးအကြံဉာဏ်တွေဖတ်လဲတဲ့ဆွေးနွေးပွဲလေးတွေလုပ်ခဲ့ပါတယ်လိုအပ်တဲ့အတိုင်းဝိုင်းကိုအသက်မရှိရင်တောင်ကိုယ်တိုင်တီဆောက်ယူလို့ရတယ်ဆိုတာဒါကခိုင်မာတဲ့သက်သေပါပဲကဲအဆုံးသတ်နေတဲ့ဒီမေခွန်းလေးကိုစဉ်းစားကြည့်စေချင်ပါတယ်ကိုနေ့စဉ်အချိန်ဖြုံးနေတဲ့ပတ်ဝန်းကျင်နဲ့အပေါင်းအသင်းတွေဟာကိုပန်းနေစီရအောင်တွန်းတင်ပေးနေတာလားဒါမှမဟုတ်ကိုကပဲနေ့တိုင်းအေးကြီးဆွမ်းငါအားတွေကိုပြန်မကြည့်ဆိုအန်တူတိုက်ခိုင်းနေရတာလားကိုရဲ့နေ့စဉ်ချင်းတွေကိုလွှမ်းမိုးနေတဲ့မမြဲရပဲစွမ်းအားတွေကိုပြန်လဲထုံးသားဖို့အချိန်ရောက်နေပြီဆိုတာကိုတင်ပြရင်းဒီကနေ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါအားလုံးပဲကိုရှေ့ဆက်သွင်းတင်ပေးမယ်မှန်ကန်တဲ့အတိုင်းဝိုင်းကိုရှာဖွေနိုင်ကြပါစေ